Hello မင်္ဂလာပါချစ်တို့ရေမကြီးရွက်လေးတောက်ပါမယ်မကြီးရွက်ထဲကိုချွေသားကြီးရွက်တွေကိုပစွန်တောင်းထည့်ပါမယ်ပစွန်တောင်းနဲ့ရုပ်သီးစိမ်းနဲ့ထောင်ထားရေးထည့်ပါမယ်ပြီးလို့ရှိရင်တွတ်နီလေးနှီးထားတာလေးတွေထည့်ပါမယ်တွတ်နီလေးဘယ်လိုမျိုးချီပြီးတော့ထည့်ပါမယ်ပြီးရင်စီထည့်ပါမယ်စီထည့်ပါမယ်နည်းနည်းနဲ့ပါမယ်နည်းနှံ့သွားအောင်နည်းနည်းလောက်နေပါမယ်နေပါတယ်တွတ်လေးတွေကိုချီပြီးနေခိုင်းနေပါမယ်တွတ်လေးတွေကိုချီပြီးတော့နေပါမယ်တမုတ်လေးတွေထည့်ပါမယ်အတန်လေးကနည်းလေးညံ့နေတာပေါ့နော်အိမ်မှာအိမ်ပြင်နေတာမို့လို့အတန်လေးကတော့ညံ့နေတာပေါ့နော်ဒီခင်ဗျာကြည့်ပြီးလာခံပေးကြပါစီလေးလေးချက်ချက်ပေါ့နော်ဒီရနာတွေအကုန်လုံးထည့်ထားပြီးသားပါဒီလိုလို့ရှိရင်တော့မကြီးရတော့လေရပြီးတော့ပါမယ်မကြီးရတော့လည်းပြင်နေပါမယ်ပြင်နေကြမယ်နေပါမယ်ဒီအရာပါလေးပြောလို့နေပါမယ်မကြီးရတော့လေပြီးပါပြီရှင်အားလုံးမကြီးရတော့လေပါစကြပေါင်းချစ်တို့